ဒီလူငယ်ကယထာပေါ်မှာရှိတဲ့အစားတောက်ဘူးတွေနဲ့ရေဘူးတွေအကုန်လုံးကိုဘာဖြစ်လို့တပူးမကြံတိန်းကျုံဝယ်ယူနေရတာလဲတကယ်တော့သူ့ဝမ်းကွဲညီမအိမ်သာသွားနေတဲ့မိနစ်ပိုင်းလေးတွင်းမှာပဲသူဟာ XNBIB တွဲလက်မှတ်တွေကိုပါအလောတကြီးထုတ်ဝယ်ပြီးသူ့မိဘတွေကိုအခန်းထဲအမြန်ရွှေ့ခိုင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့မကြခင်မှာဒီယထာကြီးဟာကြောက်စရာကောင်းတဲ့နှင်းပြိုချမှုကြီးနဲ့ကြုံရတော့မှမို့လို့ပါပိုဆိုးတာကသူဟာအရင်ဘဝတုန်းကဒီနှင်းပြိုတဲ့ကပ်ပေးကြောင့်ယထာပေါ်မှာရိတ်ခါပြက်လက်ပြီးသူယုံကြည်ခဲ့တဲ့ဝမ်းကွဲညီမနဲ့လူမိုက်တွေပေါင်းကယထာပြင်ပကိုပြစ်ချပြီးတက်ဖြတ်ချင်းခံခဲ့ရလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကသူ့ကိုဒုတိယအကြိမ်အခွင့်အရေးပေးခဲ့ပါတယ်သူမျက်လုံးပြန်ပွင့်လာတဲ့အချိန်မှာတော့နှင်းမပြိုခင်ယထာဘုတ်ကိုထူးဆန်းစွာပြန်လည်မွေးဖွားလာခဲ့တာပါသူဟာရတမြရိတ်ခါကုန်ဝယ်ပြီးအဝိစားအိတ်ထဲလှုပ်ဝက်ဆန်းပြစွာဝတ်ထားလိုက်ပါတယ်သူမိဘတွေကိုအရင်ဘဝကတစ္ဆာဖောက်ခံရတဲ့အကြောင်းတွေရှင်းပြပြီးတဲ့နောက်အပြင်ကနေဝမ်းကွဲညီမဖြစ်သူကငိုယိုပြီးတကားလာကောက်တာကြောင့်စိတ်ကောင်းရှိတဲ့အမေကတကားဖွင့်ပေးလိုက်မိပါတယ်ဒါပေမဲ့နောက်ဆက်ကမှပဲပြင်းထန်တဲ့နှင်းပြိုမှုကြီးဖြစ်သွားပြီးယထာတွဲတစ်ခုလုံးကမောက်ကမဖြစ်သွားပါတော့တဲ့အမေဖြစ်သူကောင်းကွဲသွားပေမဲ့ကံကောင်းထောက်မစွာနဲ့သူကြိုတင်ပြင်ဆင်လာတဲ့စေတစ်တာနဲ့အမြန်ပဲကုသပေးလိုက်နိုင်ပါတယ်အခြေအနေငြိမ်သက်သွားတဲ့အခါအမေဖြစ်သူရဲ့ရွှေလက်ကောက်ပျောက်ဆုံးသွားတာကိုသတိပြုမိကြပါတယ်လက်ရှာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီရွှေလက်ကောက်ဟာစောစောကမှကဲတင်ပေးခဲ့တဲ့ဝမ်းကွဲညီမရဲ့အိတ်ကက်ထဲမှာဝတ်ထားတာကိုဘူးပေါ်လူပေါ်တွေ့လိုက်ရပါတော့တယ်သူညသွားတဲ့မိဘတွေကညီမဖြစ်သူကိုအခန်းထဲကမောင်းထုတ်လိုက်ပါတယ်အဲ့ဒီနောက်ကောင်လေးကကလေးဖျားနေလို့အကူညီလာတောင်းတဲ့မိခင်တအူးကိုစေးတလုံးပေးလိုက်တာကိုလမ်းကျူလမ်းကြားကလူမိုက်တွေနဲ့ဝမ်းကွဲညီမကမြင်သွားကြပါတယ်ချက်ချင်းပဲလူမိုက်တွေကရိတ်ခါတွေကုန်လာလူကိုတကားလာထူးကြပါတော့တယ်ဒါပေမဲ့ကောင်လေးကပါးနဲ့စွာနဲ့စေးနှလုံးပဲကျွန်တော်တယ်လို့လိန်ညာပြီးအချိန်ဆွဲထားလိုက်ပါတယ်ဘာလို့လဲဆိုတော့သူဟာယထာပေါ်မှာရှိတဲ့စစ်သားဟောင်းတအူးနဲ့ဆရာဝန်မလေးတအူးကိုကြိုတင်စီယုံပြီးကပ်ပေးကနေအတူတူလွတ်မြောက်ဖို့သူ့ရဲ့ကိုယ်ပိုင်အစွမ်းထက်အဖွဲ့အစည်းကိုဖွဲ့စည်းထားပြီးပြီမို့လို့ပဲဖြစ်ပါတော့တယ်ကဲ